လက္ခဏာပညာမှာကျွန်တော်လူအပြောအများဆုံးအလွဲမှားဆုံးအမတတကူကတော့မော်ချက်ချီပဲဖြစ်ပါတယ်အင်တာနက်စာမျက်နှာတွေပေါ်မှာတွေ့သမျှချက်ချီတိုင်းကိုမော်ချက်ချီလို့သတ်မှတ်နေကြတာဟာတကယ်တော့အနေရရှိတဲ့အယူဆတစ်ခုဖြစ်ပါတယ်ဒီနေ့မှာတော့နှစ်ပေါင်း40ကျော်အတွေ့အကြုံရှိတဲ့ပညာရှင်တွေရဲ့အဆိုအရမော်ချက်ချီအတုနဲ့အစစ်ကိုဘယ်လိုခွဲမလဲဆိုတာကိုကျွန်တော်တင်ဆက်ပေးတော့မှာပါကဘာကျော်လက္ခဏာဆရာကြီးကိုင်ရိုရဲ့ UM-Juahan ကျမ်းအရစစ်မှန်တဲ့လက္ခဏာပညာမှာဂမ်ဘီယာချက်ချီပုံစံ၄မျိုးကိုဖော်ပြထားပါတယ်ဒါကိုပေါမောက္ခဒေါက်တာရွှေမင်းမှလည်းဖော်ပြပေးထားပြီးသားဖြစ်ပါတယ်အဲ့ဒီပုံစံတွေကတော့နံပါတ်1ပုံစံကတော့နှလုံးလမ်းကြောင်းနဲ့ဥကောင်းလမ်းကြောင်းအကြားမှာဘယ်လမ်းကြောင်းကိုမှမထိပဲအလေတက်တဲ့မှာတီးတက်တည်ရှိနေတဲ့ချက်ချီဖြစ်တယ်နံပါတ်2ပုံစံကတော့ဥကောင်းလမ်းကြောင်းကိုပဲထိပြီးနှလုံးလမ်းကြောင်းကိုမထိဆက်တဲ့ပုံစံဖြစ်တယ်နံပါတ်3ပုံစံကတော့နှလုံးလမ်းကြောင်းကိုပဲထိဆက်ပြီးဥကောင်းလမ်းကြောင်းကိုမထိတဲ့ပုံစံဖြစ်တယ်နံပါတ်4ပုံစံကတော့ကံလမ်းကြောင်းနဲ့ဥကောင်းလမ်းကြောင်းကထွက်လာတဲ့မြင်းတူလေးတွေဖြတ်တန်းပြီးတော့ဖြစ်ပေါ်လာတဲ့ပုံစံဖြစ်ပါတယ်ဒီလေးမျိုးတွေကတခုခုရှိနေပြီဆိုရင်တော့ဒါဟာထူးခြားတဲ့ပုဂ္ဂိုလ်ဒါမှမဟုတ်ရင်အောက်လန်းဆရာကြီးဂမ်ဘီယာပညာနဲ့အကြားမြင်ထူရတဲ့သူရဲ့လက်ဝါးတွေမှာတွေ့ရတတ်ပါတယ်အခုပုံစံ5ကိုကြည့်ပါချက်ချီကဥကောင်းလမ်းကြောင်းရောနှလုံးလမ်းကြောင်းကိုပါထိစပ်နေပါတယ်ဒါမှမဟုတ်ကြော်လွန်နေတယ်ဆိုရင်ဒါကိုချက်ချီအတုလို့ခေါ်ပါတယ်ဂမ်ဘီယာချက်ချီအတုလို့ခေါ်တယ်ဒီအမသားဟာဂမ်ဘီယာအစွမ်းထက်စိတ်ကိုပြင်းပြင်းထန်ထန်နှိုးဆွပေးတဲ့အမသားဖြစ်တယ်။ကောင်းတဲ့သူလက်ဝါးပြင်မှာရှိရင်ဒါကောင်းတာလုပ်ဖို့တွန်းအားပေးတတ်ပေမဲ့ကျွန်တော်ဒုစရိုက်သမားတွေတခိုးဓမြတွေရဲ့လက်ဝါးပြင်မှာဒီအမသားမျိုးရှိနေရင်တော့ဒုစရိုက်လုပ်ဖို့စိတ်စော်တဲ့လက္ခဏာဖြစ်သွားတတ်ပါတယ်။ဒါကြောင့်တင့်လက်ဝါးပြင်မှာချက်ချီရှိုံနဲ့တင်မကြည်နဲ့ပါနဲ့ဟောဘလို့ပုံစံမျိုးဆိုတာတေချာခွဲခြားဖို့လိုပါတယ်လက္ခဏာပညာဆိုတာပေါ်ရန်ကြည့်ုံနဲ့မရပါဘူးအနည်းငယ်သိမြင်တော့အတိလေးဟာအနည်းများလုံးပါတယ်ဒါကြောင့်မလို့လက္ခဏာပညာနဲ့ပတ်သက်လို့ရှိရင်နားလေတကြွတဲ့ဆရာတွေမှာမီးမြန်းတင်တယ်လို့ကျွန်တော်ကတော့အကြံပေးလိုပါတယ်အခုတင်ဆက်ပေးလိုက်တဲ့အချက်လက်တွေကတော့ဘူးသူတာတစ်ခုရမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဆရာရာဟုတ်ပါပမောက္ခဒေါက်တာရွှေမင်းရဲ့ဒါတပည့်ဖြစ်ပါတယ်